ထီးတစ်ချောင်းနဲ့အပြင်ထွက်လာခဲ့တာဖြစ်ပေမဲ့ကျောင်းမှာအလှဆုံးမိန်းကလေးကိုကောက်ရပြီးအိမ်ခေါ်လာမိမယ်လို့ကျွန်တော်မထင်ထားခဲ့ပါဘူးသူမကမိုးခိုချင်ရုံပဲလို့ထင်ခဲ့ပေမဲ့ကျမမှာပြန်စရာအိမ်မရှိတော့ဘူးလို့ပြောရင်ဝမ်းနဲ့ပက်လက်ငိုကြွေးနေခဲ့ပါတယ်အခုတော့ကျွန်တော်မိုးရဲရီထဲမှာတယောက်တည်းအိမ်ပြန်လမ်းလျှောက်ရင်းနေ့လေကလူရင်းရဲ့ညှင်းပယ်ချင်းခံခဲ့ရတဲ့မြင်ကွင်းကိုပြန်တွေးပြီးတပြင်းချမိပါတယ်ထားလိုက်ပါတော့နောက်ဆိုသူမကိုမနှောက်ယှက်တော့တာအကောင်းဆုံးပါပဲရှေ့ကိုမော့ကြည့်လိုက်တော့ပန်းချံခုံတန်းရပေါ်မှာမိန်းကလေးတယောက်ငင်းငင်းငိုင်ငိုင်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်အနားရောက်သွားမှသိလိုက်ရတာကသူမဟာကျွန်တော်တို့ကျောင်းရဲ့နာမည်ကြီးဆုံးအလှပကေးရှင်မန်ကောင်းဖြစ်နေတာပါတဲတဲမဲမဲရွာနေတဲ့မိုးထဲမှာသူမဟာလမ်းပြောင်းနေတဲ့ကျောင်းလေးတစ်ကောင်လိုအကူရမဲနေပုံရပါတယ်ကျွန်တော်တက်တီမွေးပြီးလက်ထက်ကထီကိုသူမကောင်းပေါ်မူးပေးလိုက်ပါတယ်သူမကကျွန်တော်ကိုတတိပြုမိသွားပြီးနင်ကကူချီမဟုတ်လားလို့နာမည်ကိုမှန်အောင်ခေါ်လိုက်ပါတယ်ဒါပေမဲ့သူမအတန်ကမိုးတန်တွေကြားမှာတိုးဖြောနေပါတယ်ကျွန်တော်ရင်ထဲနည်းနည်းတော့လှုပ်ခတ်သွားပါတယ်ဒီမှာဆက်နေရင်အေးမိလိုက်မယ်အိမ်မပြန်ဘူးလားလို့မေးလိုက်ပေမဲ့သူမကဘာမှမပြောဘဲခေါင်းထဲသွားပါတယ်အဲ့ဒီတော့မှသူမအဝတ်စားတွေတော်တော်ညစ်ပတ်နေတာကိုသတိထားမိတော့တယ်ဝတ်ထားတဲ့ကာဝန်ကရက်ပေါင်းများစွာမလဲရသေးတဲ့ပုံစံမျိုးပါသူမကတော်တော်ကြာအောင်တိတ်ဆိတ်နေပြီးမှကျမမှာပြန်စရာအိမ်မရှိတော့ဘူးလို့တူတူလေးရေရွတ်လိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါကျွန်တော်တခုခုကိုတွေးမိပြီးမျက်မှောင်ကျုပ်လိုက်မိပါတယ်သူမရဲ့ခန္ဓာကိုယ်တုံရင်နေတာကိုမြင်တော့စိတ်မရှိရင်ငါအိမ်ကိုလိုက်ခဲ့မလားလို့ပြောလိုက်ပါတယ်သူမကအေးဆက်ဆက်နဲ့ညှင်းလွတ်မဲ့ထင်ထားပေမဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်တက်လာပါတယ်တကယ်ကြီးအဆင်ပြေရလားတဲ့ကျွန်တော်ကတော့လက်ကမ်းပေးလိုက်ရင်နင်းသဘောတူရင်ရပါပြီလို့ပဲဆိုလိုက်ပါတယ်3မိနစ်အကြာမှာတော့ရှင်မန်ကောင်းဟာကျွန်တော်အိမ်ထဲမှာဘာလို့ရမှန်းမသိပဲကြောင်တောင်လေးရက်နေပါတယ်သူမနေရခက်နေတာကိုမြင်လို့အဝတ်စားတစ်စုံနဲ့တစ်ဖက်ကိုကမ်းပေးလိုက်ပါတယ်နင်းမိုးရည်တွေစုံနေပြီးအရင်ဆုံးရေချိုးလိုက်အောင်ရေချိုးခန်းကဟိုဘက်အဆုံးညာဘက်မှာခေါင်းလျှော်ရည်နဲ့ဆက်ပြာကိုစိတ်ကြိုက်သုံးလို့ရတယ်လို့ပြောလိုက်ပါတယ်သူမရေချိုးခန်းထဲဝင်သွားတာကိုကြည့်ပြီးကျွန်တော်လည်းမီးဖိုချောင်ထဲတန်းဝင်သွားပါတယ်ရှင်မန်ကောင်းရေချိုးပြီးထွက်လာတဲ့အခါမှာတော့ကျွန်တော်ကထမင်းပူပူတပန်းကန်ကိုစပွဲပေါ်ချပေးနေတာနဲ့တိုးပါတယ်စားလိုက်ဦးလို့ပဲကျွန်တော်ကပြက်ပြက်တတပြောလိုက်ပါတယ်ရှင်မန်ကောင်းဘာမှမပြောရသေးခင်မှာပဲရင်နွေးတစ်ခွက်နဲ့စိတ်ကက်တွေကိုစပွဲပေါ်ထပ်တင်ပေးလိုက်ပြီးဆိုဖာစီကိုထွက်လာခဲ့ပါတယ်ရှင်မန်ကောင်းကတော့စပွဲမှာထိုင်ရင်းစိတ်ထဲမှာဝေခွဲမရဖြစ်နေပုံပါပဲစိတ်ကညှင်းဆန်ခြင်းပေမဲ့စာလောင်မှုကသူမကိုအရှုံးပေးစေခဲ့ပါတယ်ကျွန်တော်ကတော့တခြားစပွဲမှာဘာမှမဖြစ်တယ်လို့ကြောင်းစာလုပ်နေလိုက်ပါတယ်ရိုးရိုးစတိတ်ထမင်းကြော်လေးဖြစ်ပေမဲ့သူမစားလိုက်တဲ့အချိန်မှာရှက်သွေးဖြာပြီးမျက်နှာလေးမြင်းမြန်းသွားပါတယ်10မိနစ်အကြာမှာတော့သူမအကုန်ကုန်အောင်စားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်သိချင်နေတဲ့မေးခွန်းကိုမေးလိုက်ပါတယ်ငါတခြားသူတွေကိုလှုပ်ဝက်ပေးထားပါမယ်ပြန်စရာအိမ်မရှိတော့ဘူးဆိုတာကဘာကိုပြောတာလဲရှင်မန်ကောင်းဟာတရှုံရှုံနဲ့တော်တော်ကြာအောင်မိုးပြီးမှဖြည်းဖြည်းချင်းတွေ့ပြပါတယ်လွန်ခဲ့တဲ့တပတ်ကျော်ကသူမရဲ့မိဘနှစ်ပါးစလုံးကားအက်ဆီဒင့်နဲ့ဆုံးပါသွားခဲ့တာပါအခုတော့သူမဟာမိဘမဲ့တယောက်လိုဖြစ်နေပြီးဘယ်ဆွေမျိုးကမှလည်းသူမကိုတာဝန်မယူချင်ကြပါဘူးအဖိုးဖွားတွေလည်းမရှိတော့ပါဘူးဒါကိုကြားလိုက်ရတော့ကျွန်တော်မျက်မှောင်ကျုပ်ရင်းနားထောင်နေမိပါတယ်ရှင်မန်ကောင်းဘာလို့တယောက်တည်းထိုင်ကုန်နေရတယ်လဲဆိုတာအခုမှနားလည်သွားပါပြီဒီလောက်ဝမ်းနည်းစရာကောင်းတဲ့ကိစ္စကိုသူမတယောက်တည်းကြိတ်ခံစားနေရတာတကယ်ကိုစိတ်မကောင်းစရာပါအခန်းထဲမှာသူမရဲ့ရှိုက်တန်တိုးတိုးလေးကလွဲလို့အရာအလုံးတိတ်ဆိတ်နေပါတယ်ကျွန်တော်မျက်လုံးတွေဟာဘာလို့ရမှန်းမသိပဲဟိုကြည့်ကြည့်လုံးနေမိပါတယ်ရှင်မန်ကောင်းကကျွန်တော်တို့အတန်းကောင်းဆောင်ပါစာလဲတော်တယ်လို့အားလုံးနဲ့လည်းအဆင်ပြေပြီးတက်ကြွဖြက်လက်သူတယောက်ပါအတန်းရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရပါတယ်အခုလိုသူမကျွန်တော်ရှိမှငိုနေတာကိုမြင်တော့ကျွန်တော်စိတ်ထဲမှာတခုပဲတေချာပါတော့တယ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူမကိုထွက်သွားခွင့်မပေးနိုင်ပါဘူးဒီအခြေအနေနဲ့သူမတယောက်တည်းဆိုရင်မလုံးချုံနိုင်တယ်လို့အပြင်မှာလဲမိုးကတဲနေတော့မှာဒါကြောင့်ကျွန်တော်တက်တက်ပဲပြောလိုက်ပါတယ်နေဒီမှာပဲနေလိုက်ပါသွားစရာနေရာတစ်ခုခုရမှပဲထွက်သွားတော့ရှင်မန်ကောင်းကဒါကိုကြားလိုက်တာနဲ့တတိဝင်လာပြီးမဖြစ်ဘူးငါအခုပဲသွားတော့မယ်လို့ပြပြတလဲညင်ပါတယ်သူမစကားမဆုံးခင်မှာပဲကျွန်တော်ကအတန်နှိမ့်ပြီးနေဒီမှာနေမလားဒါမှမဟုတ်ရဲခေါ်ပြီးရဲတွေစီမှာအကူအညီတောင်းပေးရမလားကြိုက်တာရွေးလို့ပြောလိုက်ပါတယ်ရှင်မန်ကောင်းကမျက်ရည်တွေနဲ့ကျွန်တော်ကိုစိတ်ပြတ်တယ်လို့ကြည့်ပြီးနေယူရင်းကိုလည်းဒီလိုပဲစကားပြောတာလားလို့မေးလိုက်ပါတယ်ကျွန်တော်ဘာပြန်ပြောရမှန်းမသိပဲဆုံးသွားပါတယ်သူမရဲ့မျက်နှာပေးကနေရဲ့အခြေရေးပါလို့မအောင်မြင်တာလည်းမဆန်းပါဘူးလို့ပြောနေတယ်လို့ပါပဲကျွန်တော်လည်းဘာမှပြန်မပြောနိုင်ပဲခေါင်းငုံသွားရပြီးစောစောကအရှိန်ဝါတွေအကုန်ပြောက်ကုန်ပါတယ်ကျွန်တော်ရဲ့တနာစရာပုံစံကိုမြင်တော့ရှင်မန်ကောင်းကမျက်ရည်တွေကြားကနေလက်ဆက်လေးပိတ်ပြီးရပါတယ်ကျွန်တော်လည်းရှက်ရှက်နဲ့ပဲဒီမှာပဲနေပါငါတောင်းပန်ပါတယ်ဟုတ်ပြီလားလို့အစ်စ်မှန်ဆုံးစကားကိုပြောလိုက်ပါတယ်မျက်နှာကိုလည်းအတက်နိုင်ဆုံးနူးညံ့အောင်ပြင်ထားလိုက်ပါတယ်အင်းနေပါမယ်ကျေးဇူးတင်ပါတယ်တဲ့ဒါနဲ့နေငါ့ကိုဘာလို့ကူညီတာလဲလို့သူမကမေးပါတယ်ဘာအကြောင်းပြချက်မှမရှိပါဘူးအတင်းပြောရမယ်ဆိုရင်တော့ငါရဲ့နာမည်ပြက်တွေထပ်မတိုးချင်လို့ပါလို့ပဲဖြေလိုက်ပါတယ်ရှင်မန်ကောင်းကအံ့ဩသွားပြီးမျက်တောင်လေးခက်ရင်နှစ်မှာနာမည်ပြက်ရှိတယ်လို့အတန်းထဲမှာတခါမှမကြားဘူးပါဘူးနေ့အကြောင်းကြားဘူးလားဆိုလို့လူရင်းကိုချစ်ခွင့်တောင်းတာပဲရှိတာပါလို့ဆိုပါတယ်ကျွန်တော်အတွက်တော့အဲ့ဒါကနာမည်ပြက်ပါပဲအဲ့လိုပြောလိုက်လို့လူရင်းစိတ်မကောင်းဖြစ်သွားမှကိုမကြောက်ဘူးလားလို့သူမကထပ်မေးပါတယ်ထားလိုက်ပါတော့သူနဲ့ငါနဲ့ကဘာမှမသက်ဆိုင်တော့ပါဘူးလို့ဂယုမဆိုင်တယ်လို့ပဲပခုံးတွန်းပြလိုက်ပါတယ်ရှင်မန်ကောင်းကအံ့ဩသွားပြီးနင်းသူ့ကိုမချစ်တော့ဘူးလားလို့စမ်းတဝဝမေးပါတယ်ကျွန်တော်ခေါင်းခါပြလိုက်ပါတယ်တုတ်ပြန်မှုမရတဲ့အရာတစ်ခုကိုဆက်ပြီးစွမမိတ်လုပ်နေဖို့မလိုတော့ပါဘူးဟောအင်းမဆိုပြီးရှင်မန်ကောင်းကနေဖို့ဆုံးဖြတ်လိုက်ပြီးနောက်စုနေတဲ့အဝတ်စားတွေကိုလှမ်းလိုက်ပါတယ်ပြီးတော့ကျွန်တော်စာလုပ်နေတာကိုကြည်ရင်ဆိုဖာပေါ်မှာငင်းငင်းလေးထိုင်နေပါတယ်မကြခင်မှာပဲကျွန်တော်ကတင်းချပုတ်စာတစ်ပုတ်ကြောင့်ခေါင်းကုပ်ပြီးစိတ်ပြက်လက်ပြက်ဖြစ်လာပါတယ်ရှင်မန်ကောင်းကဖြည်းဖြည်းချင်းအနာကိုရှောက်လာပြီးပုတ်စာကိုစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်ကျွန်တော်လည်းအသေးချာနားထောင်ပြီးခေါင်းတငိမ့်ငိမ့်လုပ်နေမိပါတယ်ပြန်ကြည့်လိုက်တော့မနက်2 နာရီခွဲတောင်ရှိနေပါပြီကျွန်တော်ပစ္စည်းတွေတင်ပြီးနေအိတ်ခန်းထဲမှာသွားအိမ်ငါဆိုဖာပေါ်မှာအိတ်မဲလို့ပြောလိုက်ပါတယ်ကျွန်တော်ကလူမှုဆက်ဆံရေးညံ့ဖျင်းပေမဲ့မိန်းကလေးတယောက်ကိုဆိုဖာပေါ်မှာတော့မအိတ်ခိုင်းရပါဘူးဒါပေမဲ့ရှင်မန်ကောင်းကနေခွင့်ရတာနဲ့တင်အားနာနေလို့ဆိုပြီးအတင်းညင်းပါတယ်အိတ်ခန်းကနေအိတ်ခန်းထိ2ယောက်သားအပြန်လန်ညင်းခုန်နေကြရင်အိတ်ခန်းမီကိုဖွင့်လိုက်ပါတယ်အိတ်ခန်းကတန်းရှင်းတက်ရက်နေပြီးယောက်ျားလေးတယောက်ထဲနေတဲ့အခန်းထဲတော့မတူပါဘူးကတင်ကလည်း2ယောက်အိတ်လို့ရတဲ့အထိအခြေကြီးပါကျွန်တော်ကလည်းအတင်းအိတ်ခိုင်းသူမကလည်းမအိတ်ဘူးဆိုတော့နောက်ဆုံးမှာသူမကဒါဆို2ယောက်လုံးအိတ်ခန်းထဲမှာပဲအိတ်ကြမယ်လေးလို့အကြံပေးပါတယ်ဒါပေမဲ့ငါချမ်းပြင်ပေါ်မှာအိတ်မယ်တဲ့ကျွန်တော်ကလည်းဘာလို့ချမ်းပြင်ပေါ်မှာအိတ်မှာလဲငါပဲအိမ်မဲလို့ထက်ညင်းနောက်ထပ်9မိနစ်လောက်ကြာသွားပါတယ်ကျွန်တော်ကတော်တော်လေးကောင်းပါတယ်သူမှန်သူမသိသွားပါပြီအချိန်ကလည်းအရန်နောက်ကျနေပြီမှုနောက်ဆုံးမှာ2ယောက်လုံးလက်ခံနိုင်တဲ့နီးလန်းတစ်ခုကိုတုံးလိုက်ရပါတယ်အဲ့ဒါကတော့ကုတင်လေမှာစောင်းတစ်ထည်ချပြီးတစ်ဖက်စီအိတ်ဖို့ပါပဲရှင်မန်ကောင်းရဲ့မျက်နှာလေးနီးမြန်းသွားပါတယ်ယောက်ျားလေးတငယ်ချင်းတစ်ယောက်နဲ့ကတင်တစ်ခုထဲမှာအိတ်ရမယ်ဆိုတာကိုသူမဘယ်လိုလက်ခံနိုင်မိလဲမသိပါဘူးသူမကကုတင်ရဲ့ဘဲဘက်ချမ်းမှာဒူးလေးပိုက်ပြီးထိုင်နေပါတယ်စိတ်ထဲမှာတော့မလုံးမလဲဖြစ်နေမိပါတယ်အခုမှပဲသူမကမိန်းကလေးဖြစ်ပြီးကျွန်တော်ကယောက်ျားလေးဆိုတာကိုသတိထားမိတော့တယ်သူမရဲ့ကိုကောက်ွယ်စိတ်ကအရန်အားနေနေတယ်လို့ပါပဲတကယ်လို့ကျွန်တော်တစ်ခုခုလှုပ်လိုက်ရင်ဘယ်လိုလုပ်မလဲခဏအကြာမှာကျွန်တော်အိတ်ရဝင်ဝတ်စုံလေးဝတ်ပြီးဝင်လာပါတယ်
အဝိစားအောက်ကကြွက်သားလိုင်းတွေကိုရှင်မန်ကောင်းကတစ်ချက်ပဲလှမ်းကြည့်ပြီးမျက်နှာလွှဲလိုက်ပေမဲ့နက်ရွက်ဖျားလေးတွေကတော့หนีရဲနေပါတယ်။မီးပိတ်လိုက်ပြီးနောက်နှစ်ယောက်သားဆောင်ချပြီးကြောချင်းကပ်အိတ်လိုက်ကြပါတယ်။သူမကမျက်လုံးကိုတင်းတင်းမိတ်ထားပေမဲ့အိတ်လို့မပြောပါဘူး။သူမရဲ့အာယုံတွေကကျွန်တော်စီမှာပဲရောက်နေပါတယ်။မိနစ်30လောက်ကြာတော့မှကျွန်တော်စီကမှန်မှန်အသက်ရှူတန်ကိုကြားရပြီးအိတ်ပျော်သွားပြီဆိုတာသိလိုက်ရပါတယ်။အဲ့ဒီတော့မှသူမလည်းစိတ်လျှော့ပြီးအိတ်ပျော်သွားပါတော့တယ်။အိမ်မက်ထဲမှာတော့သူမရဲ့မိဘတွေကဝေးရာကိုဖြည်းဖြည်းချင်းထွက်ခွာသွားကြတာကိုမြင်မှတ်နေပါတယ်။မျက်လုံးပွင့်လာပြီးထားထိုင်လိုက်တဲ့အခါမှာတော့မနှက်ရောက်နေပါပြီ။